Ratha Pala Tho Anicho Dea Lidanado Ratha Pala Sura Jano Davaye Puebi Yasofia Letega Tinshare Jano Dava Asian Ratha Pala Sura Thongla Kotika lo kore Yadida ma Siba Osa Evidan Jewa Chandare But he that do shit Thongla Kotika Arima Jewa Chandare Kuru Danga Guru Dang yet Nikon Yua, Shua de Yopside Tongla Gotikasa Sabe G Solo Tavio, saying the map Bomiare yet. Tongla Gotikas, Eaga Guru Danga Gio Gite Yua A Gio Gite Yua Yasabia Yaulare Chima. Yahore Yahoro Eri Tongla Kotika Nikoma Chanda Song Shide Take down the tea at Abshide Ratha Pala Sura The Yahweh Malaya Nato Chanda Song The tea da Yasavia Diana Biro Now so ma Bibata and Quinto ye Mayamaga Bibata Kumabuja Mibelu Mayamaga Quinto be Now so ma Yejivo le a Sanapiabi Asai Zapshabi Sanapiareka Bibata Quibulaja Ibaria Quebulo Yahan Pitware Kama. The Yarova Gentolo Yahana Pitwaro. Eri Tola Kotika, Digo Yao, the Copia Yola. Yayola Reka. The Urido da Lipsilu. Bibariga. We Pisidia, the Miare. Dwale in on the We Pisidi. Yano Ratha Palago We Pisiri, Mew Piabiro, Lutepo, Wine Chuza Javian, Erichema, Shana Psenido, Alu Wine Tare Jariani, Gongim Yan Depido, A Moo Portrait Corabia, Benji, Biga Sira, so that Uyengo Jawara. Zala do choke Sherata Palasa to get Chanda Jawar and the tea that do. I don't call ya mini yet. Guru Danga Piania Gorabia Manocor Guru Usore being a Gorabia. Eri Gorabia Bienima Miga Sira so that we initiate. Eri Uyama Nedanya Ka need the Binyama Tai Biro, the Yan alone the Biro need. Eri Nemawe Corvia Venia Uyamu Senko like the Senko Biro. Dine Uyen Danshi low. Danshi so that low young by our Gonobo. Uyen Danshi low. Adine. We ain't go over that term. Allo sending Vincent, hello, copy up. A main baylight. Hello, Miko, so that we ain't Mugia. Mika say that so that we ain't you. Long your ears are gone, and sent that yet. And she looked there. Don't you hear it chat,
အဲ့လိုလှုပ်တဲ့အခါမှာဥယျာဉ်ထဲမှာဘယ်သူတွေ့တော့ဆိုဖြင့်ရှင်ရထပါဠသစ်ပင်တွေအောင်မှထိုင်နေတာတော့တွေ့တော့ကောရဗျဘုရင်ကြီးကလည်းသူ့နိုင်ငံမှာလွန်ထင်ရှားတဲ့ထုံလကုဋ္ဌိကတထေးသားလေးသင်္ကန်းဝတ်သွားရဆိုသူကြားတော့သူ့ကိုတိတ်တွေးချင်စိတ်ရှိအဲ့ဒီဘုရင်ကြီးကလည်းအခုချိန်မှာအသက်က80လောက်ရှိတယ်80ရှိဒီတထေးသားကနေပြီးသင်္ကန်းဝတ်သွားတဲ့ကိုရောနဲ့တွေးချင်အဲ့ဒါကိုဥယျာဉ်မှူးကသိထားတယ်သိထားတော့ရှင်ရထပါဠသစ်ပင်ရင်မှာထိုင်နေတာမြင်တော့တရင်ရှင်မင်းကိုတရင်ပေးမှာပဲရှင်မင်းခဏခဏဘုရင်ကြီးကပြောလို့ရှိတယ်ရထပါဠဆိုတဲ့မြို့သားအကြောင်းခဏခဏပြောတယ်လက်ဆောင်ကောင်းပဲဘုရင်ကိုတရင်ကောင်းပေးမယ်ဆိုပြီးတော့ဥယျာဉ်တန်ရှင်းသုတ်တင်ပြီးတဲ့အကြောင်းရှောက်ရင်းကနေပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာရှင်မင်းကြီးတွေ့ချင်နေတဲ့ရှင်ရထပါဠဆိုတာလေတရင်သုံးထိုင်နေတော့တွေ့ခဲ့ပါတယ်ဒီထုံလကုဋ္ဌိကဒီကုန်းရွာကြီးကချမ်းသာတဲ့ကျဲဝါဆုံးပုဂ္ဂိုလ်ရဲ့သားရှင်မင်းကြီးကိုယ်တိုင်ကမကြာခဏသူ့အကြောင်းပြောတယ်အဲ့ဒီပုဂ္ဂိုလ်ဟာခုဥယျာဉ်ထဲမှာရောက်ရှိနေပါတယ်လို့ဘုရင်ကြီးကိုသတိပေးလိုက်တာသတိပေးလိုက်တော့ဘုရင်ကြီးကတမ္မပြီးกว่าအဆွေတော်ပြီးกว่าရှင်ရင်ကြီးခေါ်တဲ့သဘောရှိဥယျာဉ်မှုကိုတငယ်ချင်းဆိုတဲ့အသုံးနဲ့ခေါ်တာရန်သောအဖြစ်ဘုရင်ကြီးကသူ့ရဲ့ဝန်တန်းတွေကိုဖနေဆိုတဲ့အသုံးနဲ့သုံးအချင်းဆိုတဲ့အသုံးနဲ့သုံးဒါပေမဲ့ဒီမှာတော့သူတရင်ကောင်းပေးလို့နဲ့တူတယ်တရင်ကောင်းပေးလို့တမ္မမိကွာဆွေတော်မိကွာဒါဖြင့်ဒီနေ့ငါတို့ဟာဥယျာဉ်မြေကိုကြည့်ဖို့မလိုတော့ဘူးရှင်ရထပါဠကိုပဲသွားပြီးတော့ရှိကပ်ပြီးသူတရားနာကြမယ်ဆိုပြီးဘုရင်ကြီးကအဲ့လိုဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ပြီးတော့ဥယျာဉ်ထဲမှာပျော်ပွဲစားထွက်ဖို့စားဝယ်တောက်ဝယ်တွေပြင်ဆင်ထားတာတွေအကုန်လုံးရုပ်သိမ်းဘာတစ်ခုမှမယူပဲနဲ့အကောင်းဆုံးဖြစ်တဲ့စီတော်ရင်းတွေကိုပြင်ဆင်ပြီးတော့အကောင်းဆုံးဖြစ်တဲ့ရင်းတွေနဲ့သူကကောရဗျဘုရင်ကြီးမင်းကမင်းနာနဲ့ထွက်လာတယ်ရှင်ရထပါဠနဲ့တွေ့ဆုံဖို့ဆိုပြီးတော့မင်းကမင်းနာနဲ့ထွက်လာရောက်တဲ့ကမှဥယျာဉ်ဝမှာပဲရှင်တွေကိုရဏထပြီးတော့ခြေချင်းလျှောက်ပြီးတော့ဝင်လာတယ်ဒါထုံတန်းစင်လာပဲရှေးတော့ကကောသလမင်းကြီးကစေတော်အကြောင်းတွေကိုဝင်တဲ့အခါမှာစင်စီးလာတာဖြစ်စေမြင်းနဲ့လာတာပဲဖြစ်စေစေတော်အကြောင်းမုတ်ပြင်ဘက်မှာဆင်နေမြင်းတွေကိုထားခဲ့တာစေတော်အကြောင်းအတွင်းကိုဝင်တဲ့အခါမှာခြေချင်းလျှောက်ပြီးတော့ဝင်ဒါသူတို့စီမှာထုံးစံမယ်စင်စီမြင်းစီယထာစီပြီးကြောင်းနဲ့မဝင်ဘူးမဟုတ်ဥမာအလုံးချွတ်ထားတယ်ချွတ်ထားခဲ့ပြီးတော့ခြေချင်းလျှောက်ပြီးတော့ရှားထူးကြီးတဲ့လူတွေမှာလည်းပဲထင်ရှားကြော်ကြားတဲ့ထုံလကုဋ္ဌိကလူတွေချမ်းရံပြီးတော့ရှင်ရထပါဠစီပါရောက်တယ်ရှင်ရထပါဠနဲ့တွေ့တဲ့အခါမှာဝမ်းမြောက်စကားပြောပြီးတော့ရှင်မင်းကအဲ့ဒီဥယျာဉ်ထဲမှာရှင်ရထပါဠအနီးမှာထိုင်ဖို့လှုပ်တဲ့အခါမှာရှင်မင်းဆိုတော့မြေကြီးပေါ်ထိုင်တာမဟုတ်ရှင်မင်းကထိုင်မဲ့ဆိုရင်သူ့ရဲ့အမှုတန်းတွေကသူထိုင်မှု
စင်ပေါ်မှာပါလာတဲ့စင်စီးတဲ့အခါမှာတင်းနဲ့စင်ကုန်းနီးလို့ခေါ်တယ်ပေါ့နော်စင်ပေါ်မှာစီးတဲ့ခုံကြီးကိုချလာပြီးတော့အဲ့ဒီဘုရင်ကြီးထိုင်ဖို့ရအဲ့ဒါစင်ကုန်းနီးကိုခင်းပေးကြတယ်ခင်းပေးတော့ရှင်ရတ္တပလာကတပင်အောင်မှာဒီတိုင်းပဲထိုင်အဲ့တော့ဘုရင်ကြီးကစင်ကုန်းနီးနဲ့သူ့အတွက်စင်ကုန်းနီးပြင်လိုက်တဲ့အခါမှာရှင်ရတ္တပလာကိုအရှင်ရတ္တပလာဟောဒီစင်ကုန်းနီးပေါ်မှာထိုင်ပါလို့ဖိတ်မှန်တကပြုတ်တယ်ဒါရှုသိလေးစားတဲ့အနေနဲ့ပေါ့အဲ့တော့ရှင်ရတ္တပလာကပြောတော့ရှင်မင်းကြီးမထိုင်တော့ပါဘူးရှင်မင်းကြီးပဲထိုင်လိုက်ပါဒီမှာသူကတော့သူ့ထိုင်နေမြဲနေရမှာပဲထိုင်မှမယ်လို့ဘုရင်ဆိုတော့အဲ့လိုပဲသူထိုင်နေနေရပဲထိုင်ပါတော့မယ်အဲ့ဒီမှာဘုရင်ကြီးပဲထိုင်ပါလို့ပြောတယ်ဘောရဗျဘုရင်ကြီးကလည်းသူ့အတွက်ခင်းပေးထားတဲ့နေရာမှာထိုင်ပြီးတော့အရှင်ရတ္ထပါဠနဲ့စကားစပြီးတော့ပြောတာအဲ့ဒီစကားပြောတာလေးကစိတ်ဝင်စားစရာကောင်းတယ်စိတ်ဝင်စားတဲ့ကောင်းသူစပြောလိုက်ပုံကတော့ဘာလို့ဆိုသူတို့ခေတ်မှာဒီဘုန်းကြီးဝတ်တယ်ပေါ့လေခုခေတ်တို့ပြောမှဆိုရင်ဆံမုတ်စိတ်ပဲပြီးတော့မိသားစုဘဝကနေပြီးတော့မိသားစုမရှိတဲ့ဘဝဘုန်းကြီးဝတ်ကြတယ်ဆိုတာဆိုကျက်သေးဝတ်ထားရှိတယ်မိသားစုဘဝကနေပြီးတော့အိမ်ရှိတဲ့အနေထားကအိမ်မရှိတဲ့ဘဝရောက်ပစ္စည်းဥစ္စာရှိတဲ့ဘဝကနေပစ္စည်းဥစ္စာတွေစွန့်ပစ်ခဲ့တယ်ဆွေတွေမျိုးတွေရှိတဲ့ဘဝကဆွေတွေမျိုးတွေကိုစွန့်ပစ်ခဲ့တယ်အဲ့ဒီမှာဘုရင်ကြီးကသူသိချင်တော့မေးတယ်လောကမှာတဲ့ပျက်စီးခြင်း၄မျိုးတစ်ခုနဲ့ကြုံမှသာလဲလူတွေဟာအိမ်တော်ရဲ့သဘဝကနေပြီးတော့ထွက်ခွာပြီးရဟန်းပြုကြတာဖြစ်တယ်ပေါ့ရဟန်းပြုကြတာဖြစ်တယ်ပျက်စီးခြင်း၄မျိုးဆိုတာပါတော့ဆရာပါရိစုံညာအိုချင်းဆိုတဲ့ပျက်စီးခြင်းဗျာတိပါရိစုံညာယောဂရလို့ပျက်စီးခြင်းဘောဂပါရိစုံညာစီဝဥစ္စာပြည့်ခြင်းယာတိပါရိစုံညာဆွေတွေမျိုးတွေမရှိတော့ခြင်းပျက်စီးခြင်းအဲ့ဒီ၄မျိုးနဲ့ကြုံတဲ့အခါမှာလူတွေကဘုန်းကြီးဝတ်လို့ရှိကြတယ်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကမဟုတ်ဘူးနော်အဲ့ဒါနဲ့ပတ်သက်ပြီးသူနားမလဲလို့မေးချင်တယ်ဘာလို့လဲဆိုရှင်ရထပါဠကထုံလကုဋ္ဌိကမှာသူချမ်းသာဆုံးပဲအဲ့ဒီဒေသတစ်ခုလုံးကသူ့အမျိုးကြီးပဲတထေးတွေသူ့အမျိုးကြီးပဲအမျိုးတွေကလည်းအများကြီးပြီးတော့သူကြည့်လိုက်တော့လေအရွယ်ကငယ်ငယ်ရွယ်ရွယ်ပဲရှိသေးတယ်စပယ်မဖြူသေးဘူးနော်သူကာလကေတော့နုပြိုတော့စပယ်နဲ့တော့အရွယ်ကောင်းတော့ဆိုတော့20-30ကျော်အဲ့ဒီရွယ်30-40ရွယ်ပေါ့နော်အဲ့ဒီတို့ရွယ်ပဲရှိသေးတယ်အဲ့တော့ခုလိုသင်္ကန်းဝတ်တဲ့ဆိုတာတဲ့ပျက်စီးခြင်း၄မျိုးနဲ့ကြုံမှာဝတ်တယ်အဲ့တော့ဘုရင်ကြီးကရှင်းပြတယ်အရှင်ရတ္ထပါဠတဲ့လောကမှာအချို့ပုဂ္ဂိုလ်တွေဟာအိုမင်းရင့်ရော်လာတဲ့အခါမှာအသက်ရွယ်ကြီးလာတော့သူစဉ်းစားတယ်တဲ့ငါဟာအသက်ပဲကြီးလာပြီအိုမင်းလာပြီငါဟာလောက်ကင်စားဖို့ခက်သွားပြီမရသေးတဲ့စီစဉ်ကိုရအောင်ရှာဖို့ရှာပြီးသားစီစဉ်ကိုတိုးတက်အောင်လုပ်ဖို့ငါမှမစွမ်းနိုင်တော့ဘူးသက်ကြီးသွားလို့အလုတ်မစားနိုင်တော့ဘူးပေါ့နော်မရသေးတဲ့စီစဉ်ရဖို့
ရှားပြီးသားစီစိတ်တို့ပေါ့အောင်လှုပ်ဖို့ဆိုရှိတော့ဘူးဒါကြောင့်မို့လို့လူပေါင်းလူဘဝခွာဆောင်ပြီးတော့ဟိုင်းစွန်းနဲ့ဝုတ်ပြီးနာဂရိယဘဝအင်ဂျီမရှိတဲ့ဘဝမျိုးကိုကူပြောင်းရင်ကောင်းမှာပဲလို့လူတွေကအသက်ရွယ်အိုမင်းလာမှသင်္ကန်းဝတ်ဖို့စဉ်းစားတယ်အဲ့ခက်နော်အသက်ကြီးလာလို့လောက်ကစားတော့ဘူးခက်လာပြီဆိုမှသင်္ကန်းဝတ်ဖို့စဉ်းစားတယ်အဲ့ဒါလို့စဉ်းစားပြီးတော့သူဟာတကယ်ပဲဘုန်းကြီးကကူပြောင်းလိုက်တယ်အခုတော့အရှင်ရတ္တပလာကအခုမှအသက်ကငယ်ငယ်လူပြိုတော့မယ်ရှိသေးတယ်ဆပင်ကလည်းနဲ့တုံးမယ်အရွယ်ကလည်းကောင်းတော့မယ်ပထမအရွယ်ပဲရှိသေးတယ်ဆိုတော့သူက33နှစ်အတွင်းပဲရှိသေးတယ်ပထမအရွယ်ဆိုတာ33နှစ်အတွင်းကိုခေါ်တာဟောဒုတိယအရွယ်ဆိုတာ34နှစ်ကနေပြီးတော့66နှစ်ကိုခေါ်တယ်ဟိုဘက်ကျတော့တတိယအရွယ်လို့ခေါ်တယ်33နှစ်စီပိုင်းသွားတာလို့ဆိုလို့တယ်နှစ်တရာကို33ပိုင်းသွားတာဒါရေပုံရအင်းချချက်ပေါ့နော်အသက်100ဓမ္မ3ပိုင်းပိုင်းထားတာပထမအရွယ်ဆို33နှစ်အတွင်းမှာပဲရှိသေးတယ်လူရှင်ရတ္တပလာကအသက်ကမတမ်းငယ်သေးတာအိုမင်းရင်ရောချင်းဆိုတဲ့ဆုံးရှုံးမှုအိုမင်းချင်းဆိုတဲ့ဆုံးရှုံးမှုနဲ့မကြုံတွေ့ရပဲနဲ့ရှင်ရတ္တပလာဘာသိဘာတွေ့ဘာကြားပြီးတော့နော်ဘာတွေကိုသိလို့ဘာတွေကိုမြင်လို့ဘာတွေကိုကြားပြီးတော့အခုလို့ချမ်းဝဲရတာလေလို့ဒီမေကုန်းသူကပေးချင်နော်ဒါတခုဒါမေကုန်းတစ်ချက်နောက်မေကုန်းတစ်ခုကလောကမှာတဲ့ချမ်းဝတ်တယ်ဆိုတာယောဂဝေဒနာရပြီးတော့လောက်ကင်မစားနိုင်တဲ့ပုဂ္ဂိုလ်တွေဝတ်ကြတယ်လောက်ကင်မစားနိုင်တဲ့ပုဂ္ဂိုလ်ယောဂရနေတော့ရှိပါဥစ္စာမရှာနိုင်တော့ဘူးမရသေးတဲ့စီးတဲ့ဥစ္စာရဖို့ရှားပြီးသားစီးတဲ့ဥစ္စာတွတ်တက်အောင်လုပ်ဖို့မဖြစ်နိုင်တော့မဖြစ်နိုင်တဲ့အခါမှာယောဂဝေဒနာနှိမ့်ဆက်ယောဂဝေဒနာနှိမ့်ဆက်ဆိုတာတရှောင်းရှောင်းလောက်ကင်စားလောက်အောင်ကျမရဲ့မကောင်းတာပြောတာနော်အသက်သေးလောက်အောင်ဖြစ်သေးဘူးလောက်ကင်စားတာဖို့မဖြစ်နိုင်လောက်အောင်ယောဂဝေဒနာရတဲ့ပုဂ္ဂိုလ်တွေကငါဟာသမုတ်စိတ်ကိုပယ်ပြီးတော့ဉာဏ်ဘဝခုပြရရင်ကောင်းပါပဲလူဘဝမှာလည်းပဲလောက်ကင်မစားနိုင်တော့ဘူးဆိုပြီးတော့အဲ့ဒါလို့ခုပြောင်းကြတယ်တဲ့အခုရှင်ရထပါလာကြည့်တော့ကျញ្ញမမကြီးတယ်ဘာယောဂမှလည်းမရှိဘူးရှင်ရထပါလာလူပြိုလန်းဆန်းကျမကြီးလည်းကောင်းတယ်အဲ့တော့ဘာယောဂမှမရှိပဲနဲ့ဘာဘယ်ချက်ကိုသိပြီးဘယ်ချက်ကိုမြင်ပြီးတော့ဘယ်ချက်ကိုကြားရပြီးတော့အခုလိုရံမောရောက်တာတော့ရံပြူလိုက်တာတော့ဘာကိုစဉ်းစားမိလို့ရဟန်းဝတ်တာလဲဒါဒုတိယမေကွန်မေးလိုက်တာစက်တိုက်ပဲသူကမေးနောက်ပြီးတော့တဲ့ဘောကပါရိစ္ဆုညဆိုတာလေတချို့ပုဂ္ဂိုလ်တွေဟာတဲ့အလုံးမဲ့ကြွယ်ဝချမ်းသာကြတယ်သို့တော့တဖြည်းဖြည်းနဲ့စီးပွားရေးကတ်ဆိုင်ပြီးမွဲသွားကြချမ်းသာတဲ့လူတွေမွဲသွားတာစီးပွားရေးကတ်ဆိုင်ပြီးတော့မွဲသွားတယ်အဲ့လိုစီးပွားဥစ္စာတွေပျက်စီးပြီဆိုတဲ့အခါမှာခေါင်းထဲမှာအတွေးဝင်လာတယ်ငါရှာဝေစုဆောင်းထားတဲ့အပိုင်ဆိုင်တာတွေလည်းအကုန်မရှိတော့ဘူးဒီသက်ဒီရွယ်မှာငါလောက်ကင်စားတော့ဖို့ခက်ပြီးမရသေးတဲ့စီးပွားဥစ္စာရအောင်လုပ်ဖို့ရပြီးသားစီးပွားဥစ္စာတွေတိုးတက်ဖို့ဆိုငါမှမဖြစ်နိုင်တော့ဘူးသူစဉ်းစားမိပြီးတော့ကဲလောက်ကင်မစားဆောင်နိုင်မဲ့တူတူတော့သမုတ်စိတ်ပယ်ပြီးဟ
ယေစွန်းတဲ့သင်္ကန်းကိုဝတ်ပြီးတော့အနာဂါရိယဘဝနာဂါရိကဘဝကိုကူးရောက်တာပဲကောင်းတယ်လို့ဆိုပြီးတော့တချို့ဘုန်းကြီးဝတ်ကြတယ်တဲ့လောကမှာရှိတာတွေကိုသူပြောအရှင်ရထပါဠကတော့ဒီထုံလကုဋ္ဌိကမှာချမ်းသာဆုံးပုဂ္ဂိုလ်ချမ်းသာဆုံးပုဂ္ဂိုလ်စီးပွားဥစ္စာတွေကလည်းချမ်းသာမှချမ်းသာတဝိသောသားလေးလည်းဖြစ်တယ်သုံးမကုန်နိုင်တော့ချမ်းသာတဲ့တရေသားဖြစ်တယ်အဲ့ဒီလိုစီးပွားဥစ္စာပျက်စီးမှုလည်းမရှိပါပဲချမ်းသာကြွယ်ဝပြီးစီးပွားဥစ္စာတွေများပြပါလေရဲ့နဲ့ဘာစိတ်ကူးရပြီးတော့သင်္ကန်းဝတ်ထားတော့ဒီညနားလေကိုတော့ဘာစိတ်ကူးရဒါတော့ပြည့်စုံနေပြီးတော့ဘာစိတ်ကူးရလို့သင်္ကန်းဝတ်ထားတယ်သူသိချင်တာနောက်တစ်ချက်တစ်ခါပြောလောကမှာညာတိပါရိစုံညာဆိုတာရှိတယ်ကိုဟာဆွေတွေမျိုးတွေအတိုင်းဝိုင်းကြီးတယ်မိတ်ဆွေတွေပေါင်းသင်းနေရှိတယ်အဲ့တချို့ပုဂ္ဂိုလ်တွေကကိုယ့်ရဲ့ဆွေတွေမျိုးတွေမိတ်ဆွေပေါင်းသင်းနေဟာတဖြည်းဖြည်းရောပါပြီးတော့တကောင်ကျွဲ့တမျက်နှာဆိုမျိုးဟိုကမျိုးရောက်လာတတ်တယ်အပေါင်းအသင်းကလည်းမရှိတော့ဘူးဆွေမျိုးရင်းချကလည်းတယောက်မှမရှိတော့အဲ့ဒီလိုတကောင်ကျွဲ့အနေထားမျိုးရောက်လာလို့ရှိရင်တော့စဉ်းစားပြီးတော့သင်္ကန်းဝတ်လေးရှိကြတယ်လောကမှာငါတယောက်တည်းယက်တိလို့မဖြစ်တော့ဘူးဟာဆွေမျိုးမဲ့နေတဲ့ပုဂ္ဂိုလ်ဖြစ်လို့အနာဂါရိယယဟန်ဘောပြောင်းတာကောင်းတယ်ဆိုပြီးသင်္ကန်းဝတ်ကြတယ်အဲ့ဒါယတိပါရိစုံညာကြောင့်သင်္ကန်းဝတ်တယ်လို့ခေါ်တယ်အရှင်ရထပါဠမှာတော့တဲ့ဒီထုံလကုဋ္ဌိကမှာဆွေတွေမျိုးတွေကလည်းအများကြီးမိတ်ဆွေအပေါင်းအသင်းတွေကလည်းအများကြီးလက်ညှိုးထိုးမလွယ်ဒီလိုရှိပါရဲ့တန်းနဲ့ဘာစိတ်ကူးရပြီးတော့ကိုတော့သင်္ကန်းဝတ်လိုက်တာတော့ဘုရင်ကြီးကသူသိကျင်တာတွေဇက်တိုက်ပေးတယ်လောကမှာပျက်စီးဆုံးယုံခြင်းပျက်စီးဆုံးရှုံးခြင်း၄မျိုးအိုရာလည်းပျက်စီးဆုံးရှုံးမှုတစ်ခုယောဂရတာလည်းပျက်စီးဆုံးရှုံးမှုတစ်ခုစီးပွားပြတ်တာလည်းပျက်စီးဆုံးရှုံးမှုတစ်ခုအပေါင်းအသင်းဆွေမျိုးတွေမရှိတာလည်းပျက်စီးဆုံးရှုံးမှုတစ်ခုအဲ့ဒီလိုပျက်စီးဆုံးရှုံးမှုတွေ၄မျိုးနဲ့ကြုံမှရှားဝကြတာတဲ့ကိုရောမှာတော့ဒါတစ်ခုမှမဖြစ်ဘူး။အိုလည်းမအိုသေးဘူးပထမအရွယ်လူပြိုတော့မယ်လန်းဆန်တော့မယ်လူပြိုလန်းဆန်တော့မယ်ယောဂလည်းမရှိဘူးကျမ်းမာမာကြီးပစ္စည်းဥစ္စာတွေကလည်းလုံးဝပျက်စီးတာမရှိဘူးကြည်ကြည်တက်ချမ်းသာဆွေတွေမျိုးတွေကလည်းလက်ညှိုးထိုးမလွယ်ဒီလိုပြည့်စုံနေတာဖြစ်တဲ့နဲ့ဘာစိတ်ကူးရပြီးတော့ရှင်ပြတဲ့ဟောလိုက်ဘုရင်ကြီးကသူသိကျင်တယ်ပြီးအဲ့ဒါဒီဟာနဲ့ပတ်သက်ပြီးမှတ်ထားဖို့ရတော့ပါရိစုံညာ၄မျိုးနော်ပျက်စီးခြင်း၄မျိုးရှိတယ်စရပါရိစုံညာဆိုတာအရွယ်ရဲ့ပျက်စီးခြင်းလို့ပြောအောင်နုပြိုတဲ့အရွယ်ပျက်စီးတဲ့အင်အားတွေပျက်စီးသွားတယ်အသက်ကြီးပြီဆိုရင်လေနုပြိုမှုတွေပျက်စီးသွားဗျာတိပါရိစုံညာယောဂရတယ်ဆိုတာကျမ်းမာရေးပျက်စီးသွားတယ်ဒါတွေကကိုယ်နဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်ဘောကပါရိစုံညာဆိုတာစီးပွားပြတ်တယ်ကိုယ်ပိုင်တဲ့ပစ္စည်းတွေမရှိတော့ညာတိပါရိစုံညာဆိုတာတကောင်ကျွဲတမျက်နှာဖြစ်တယ်ပေါင်းတင်မရှိတော့ဘူးဆွေမျိုးမရှိတော့ဘူးဆွေမျိုးရင်းချာမရှိတော့အာကိုရမဲ့ကိုယ်မရှိတော့အဲ့တော့လူလောကမှာဒီပျက်စီးခြင်း၄မျိုးတည်းကတစ်မျိုးမျိုးနဲ့ကြုံမှသာသင်္ကန်းဝတ်လေးရှိကြတယ်ကိုရောမှာတော့အားလုံးဟာတ
ျက်စီးတာတခုမှမကြုံမနဲ့ဘာစိတ်ကူးနဲ့ဘာတွေ့လို့ဘာသိလို့ဘယ်လိုအချက်တွေကိုမြင်လို့သင်္ဃဝတ္ထလဲဆိုအဲ့ဒီမှာရှင်ရထပါလာရှင်းပြတယ်ရှင်မင်းကြီးတဲ့သိတော်မူမြင်တော်မူတဲ့အမှန်တရားကိုကိုယ်တိုင်သိတဲ့မြတ်စွာဘုရားကရှင်ညွှန်းချက်ဓမ္မ၄ရပ်ကိုဓမ္မ၄ပုဒ်ကိုဟောပြောထားတာရှိတယ်သူအဲ့ဒီတရားကိုသူကနားထားရှင်ညွှန်းချက်၄ခုသမုဒ္ဒေတာ၄ပါးလို့ခေါ်ဓမ္မဥဒ္ဒေတာသဘာဝတရား၄မျိုးလောကကြီးမှာကြုံတွေ့ရတဲ့သဘာဝ၄မျိုးဓမ္မဆိုတာသဘာဝကိုပြောတာပဲလောကမှာလူတွေကြုံတွေ့ရတဲ့သဘာဝ၄မျိုးကိုမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောကြားထားတာရှိတယ်တဲ့အဲ့ဒီသမုဒ္ဒေတာသဘာဝ၄ရပ်ကိုငါဟာသိမြင်ပြီးတော့ဒါကိုသိလို့ဒါကိုမြင်လို့ဒီသဘာဝတရားတွေကိုကြားနာရလို့ရှမ်းပြုတ်လာတာဖြစ်တယ်ပျက်စီးလို့မဟုတ်ဘူးဒီ၄ခုကိုလောကရဲ့သဘာဝ၄ရပ်ကိုငါသိလို့ရှင်းအောင်သင်္ဃဝတ္ထဖြစ်တယ်အဲ့ဒီ၄ခုကပါလဲလို့ဆိုရင်တစ်ခုစီသူကရှင်းပြနံပါတ်1ကဥပနိယတိလောကောအထုဝမြတ်စွာဘုရားကနံပါတ်1ဥပနိယတိလောကောလောကကြီးဟာတွန်းပို့တာခံရတယ်အထုဝခိုင်မြဲတဲ့အရာမရှိဘူးလောကကြီးဟာအဆိုးဘက်ကိုတွန်းပို့နေတာခံရတယ်ခိုင်မြဲမှုမရှိဘူးဒါတစ်ချက်ဥပနိယတိလောကောအထုဝဥပနိယတိဆိုတွန်းပို့နေတာဆွဲခေါ်တာခံရတယ်အထုဝခိုင်မြဲတာတခုမှမရှိဘူးဒီချက်ကိုငါဒီချက်ကိုမြတ်စွာဘုရားဟောတာအဲ့ဒါကိုငါသဘောပေါက်တာလေနောက်တစ်ချက်ကအတ္တနောလောကောနာဘိတရောလောကကြီးဟာအာကိုရမဲ့သူမရှိဘူးစိတ်သက်သာအောင်ဖြောင်းပြပေးနိုင်တဲ့လူမရှိဘူးလောကကြီးမှာအာကိုရမဲ့သူဆိုတာမရှိဘူးစိတ်သက်သာအောင်ဖြောင်းပြပေးနိုင်တဲ့သူဆိုတာမရှိဘူးဒါဒုတိယအချက်တတိယအချက်ကအတ္တကောလောကောတပ္ပံပဟာယခဗနိယလောကကြီးဟာအတ္တကောကိုပိုင်တဲ့မရှိဥစ္စာဆိုလုံးဝမရှိဘူးကိုပိုင်တာတခုမှမရှိဘူးလူတွေကသာပိုင်တဲ့ထင်တာလောကကြီးမှာကိုပိုင်တာတခုမှမရှိဘူးဘာဖြစ်လို့တော့တပ္ပံပဟာယခဗနိယအားလုံးဟာနောက်ဆုံးထွက်တဲ့ရောက်လာတာနဲ့အားလုံးထားခဲ့ရထားပြီးသွားအောင်မှာဖြစ်တယ်ကိုပိုင်ဆိုင်နေဆိုလို့ယူသွားခြင်းလို့မရဘူးအားလုံးထားခဲ့ရဒါကတတိယအချက်စတုထအချက်ကတော့အတိတ်တော့ဥနောလောကောဥနောလောကောအတိတ်တော့တဏှာတာတော့လောကကြီးကဘယ်တော့ဖြစ်ဖြစ်လိုနေတာပဲလိုအပ်နေတာဘယ်တော့မှလိုဘမပြေဘူးလောကလူတွေဟာအများရန်လိုအပ်နေတာကြီးပဲဘယ်တော့မှစိတ်ထဲမှာပြေဝတယ်ဆိုတာမရှိဘူးတဏှာထာသောအတိတ်တော့จิตနဲ့ရောက်ရဲမှုမရှိဘူးတဏှာထာသောတဏှာရဲ့ခြေကျွန်းနေဖြစ်နေဟောဒီလေးခုဒါကိုသိလို့အသိဉာဏ်နဲ့ငါစဉ်းစားပြီးတော့ဒီလောကကြီးထွက်ခွာဖို့ယဟန်ဘဝရောက်ဖို့ကြိုးစားတာဒါကြောင့်လုပ်တာ
အဲ့တော့တရားသဘောနဲ့ကြည့်ပြီးတော့ပြောတယ်အဲ့တော့ဒီလောက်ဆိုတော့ကောရဗျမင်းကြီးကနားလဲပြီလားဆိုလဲသေးဘူးနော်အဲ့တော့ရှင်ရထပါလာပြောတာနံပါတ်1ကလောကကြီးကိုတွန်းပို့နေတယ်အရာဝတ္ထုတစ်ခုကတွန်းပို့နေတယ်လောကကြီးကမတည်မြဲဘူးမရပ်တည်နိုင်ဘူးဒုတိယကလောကကြီးဟာကာကွယ်ဆောက်ရှောက်မဲ့လူမရှိဘူးအာကိုရမရှိဘူးဘယ်သူမှတက်တာအောင်ဖြောင်းပြပြောနိုင်တာမရှိဘူးတတိယအချက်ကလောကကြီးကကိုယ်ပိုင်ဥစ္စာဆိုတာမရှိဘူးအလုံးကိုထားပေးခဲ့ရမှာဖြစ်တယ်ထားပြီးသွားရမှာဖြစ်တယ်စတုထအချက်ကလောကကြီးဟာဘယ်တော့မှပြည့်တယ်မရှိဘူးလူလျက်သာရှိတယ်ဘယ်တော့မှဆန္ဒမပြည့်ဘူးလူလျက်သာရှိတယ်ဘယ်တော့မှမတင်းတိမ်ဘူးတဲ့တဏှာရဲ့ခြေကျွန်းဖြစ်နေတယ်အဲ့ဒီလေးချက်ကိုသူအလေးနဲ့စဉ်းစားမိတယ်အဲ့ဒါကိုသိလို့သူကရံဖြစ်တာပါမြတ်စွာဘုရားကဒီလေးချက်ကိုဟောထားတာအဲ့ဒီတရားနာပြီးတော့သူဟာချမ်းဘဝကိုပြောင်းခဲ့တာပါအဲ့တော့ကိုရဗျမင်းကြီးကဥပနိယတိလောကောအတုဟောဆိုတာလောကကြီးကတွန်းပို့ခြင်းကိုခံနေရတယ်ဘယ်တော့မှမမြဲဘူးဆိုတာကိုသူသဘောမပေါက်သေးဘူးအဲ့တော့ထပ်မေးတယ်ရှင်ရထပါလားလောကကြီးကတွန်းပို့တာခံနေရတယ်မခိုင်မာဘူးလို့ကိုတော့ပြောတာအဲ့ဒီစကားကိုဘယ်လိုအဓိပ္ပာယ်မှတ်ရမလဲဘာကိုဆိုလိုတာလဲအဲ့ဒီမှာရှင်ရထပါလားရှင်းပြတယ်ရှင်မင်းကြီးတဲ့စဉ်းစားကြည့်ရှင်မင်းကြီးကအသက်25နှစ်အဲ့ဒီအရွယ်တုန်းကဆိုလို့ရှိရင်ရှင်ဘောကိုလည်းပြည့်တက်နိုင်တယ်မြင်းဘောကိုလည်းပြည့်တက်နိုင်ရှင်လည်းစီးနိုင်တယ်မြင်းလည်းစီးနိုင်တယ်မောင်းနေတဲ့ရထားလည်းစီးနိုင်တယ်လေးပြည့်လည်းကျွမ်းတယ်အဲ့ဒီအချိန်မှာရှင်မင်းကြီးဟာခြေကလည်းတမ်းမာတယ်လက်ယုံအားကလည်းတမ်းမာတယ်ဘယ်စစ်ပွဲဖြစ်ဖြစ်ဝင်ရောက်ပြီးတော့နှွှဲနိုင်တယ်အသက်20အသက်အစိတ်လောက်တုန်းကအဲ့ဒါတွေအကုန်လုံးနိုင်တယ်အဲ့ဒါတွေအကုန်လုံးနိုင်တယ်မဟုတ်လားလို့ဆိုဟုတ်တာပေါ့တပည့်တော့ငယ်တုန်းကဆိုရင်ဆင်မော့မှာပြေးပြီးတော့ပြေးနေတဲ့ဆင်ကိုတော့ကပြေးလိုက်ပြီးတော့တက်နိုင်တယ်ပြေးနေတဲ့မြင်းနောက်ကနေပြီးတော့ပြေးပြီးတော့လိုက်နိုင်တယ်အဲ့ဒါလို့စင်စည်းမြင်းစည်းညပြည့်အဲ့ဒီခေတ်ကဒီကိစ္စတွေအလွယ်တကူဓာခုတ်လှန်တိုးလေယုံအားလုံးစစ်ပွဲမှာအချိန်ချင်းနှွေးခဲ့တာပေါ့ကိုထင်တာအစွမ်းတကူရှိတယ်လို့တော့ထင်တယ်ခုံလိုက်ပြန်လိုက်ရှမ်းသူတွေကိုဓာနဲ့ခောက်လိုက်တယ်ခုံပြန်ပြီးတော့သူလုပ်ခဲ့တာလောကမှာသူလောက်စွမ်းနိုင်တဲ့လူမရှိဘူးလို့တောင်မှထင်ခဲ့ပါတယ်အဲ့လိုပြောတော့ရှင်မင်းကြီးဘယ်လိုထင်တော့အခုရောရှင်မင်းကြီးအခုအသက်အရွယ်ကြီးလာပြီနောက်ဆုံးအရွယ်ရောက်နေပြီအသက်80ဖြစ်နေပြီအခုအသက်80ရောဟိုတုန်းက20အစိတ်တုန်းကလို့လုံနိုင်သေးလားလုံနိုင်သလားဘယ်လုံနိုင်မလို့ရတဲ့ဘယ်လုံနိုင်တော့မလဲခုချိန်မှာအသက်80တောင်ရှိနေပြီတခါတည်းများဒီဘက်ကိုခြေလန်းတာဟိုဘက်ရောက်သွားဒီဘက်ကိုခြေတော်ကချမလို့လုပ်တယ်ဟိုဘက်ရောက်သွားခြေတော်ကတောင်ကိုလှမ်းညင်တဲ့အတိုင်းမလှမ်းနိုင်ဘူးတဲ့အဲ့ဒါလို့ဆိုးရုပ်လာတယ်ဆိုတာပြောတော့မင်းကြီးတဲ့မြတ်စွာဘုရားကဓာရီကိုကြည့်ပြီးပြောတာဥပနိယတိလောကောဆိုတာလောကကြီးဟာနုပြိုတဲ့အချိန်ကနေစပြီးတော့အိုမင်းတဲ့ဘက်ကိုတွန်းပို့နေတာတနည်းအားဖြင့်ဆွဲခေါ်သွားတာခံရတယ်အဲ့တော့နုပြိုနေတဲ့ပုဂ္ဂိုလ်တွေကိုဘယ်ကိုပို့တော့အိုမင်းနဲ့စီကိုပို့တယ်
အိုမင်းတဲ့ပုဂ္ဂိုလ်တွေကိုဘယ်ကိုပို့တော့သိဆုံးခြင်းဆိုတဲ့စီကိုပို့ထာဝရနုပြုမှာမဟုတ်ဘူးနော်ထာဝရတမ္မာနေမှာမဟုတ်ဘူးအဲ့တော့နုပြုမှုတွေဟာအလုံးဟာအိုမင်းချင်းရင်းရော်ခြင်းမှာပဲအဆုံးသတ်သွားတယ်လူတွေရဲ့နုပြုမှုအိုမင်းချင်းမှာပဲအဆုံးသတ်သွားအဲ့ဒါနုပြုမှုတွေကိုအိုမင်းချင်းဘက်သို့ရောက်အောင်တွန်းပို့တာခံရတာပဲသူကနုပြုမှုပေါ်မှာမရပ်တည်နိုင်ဘူးအဲကြောင့်မို့အထုဝထာဝရနုပြုဖို့ဆိုတာမဖြစ်ဘူးအိုမင်းနဲ့ပဲကိုပို့ပြတယ်အဲ့ဒါကြောင့်ဥပနိယတိလောကောလောကကြီးကဘာနဲ့တူတော့ဆိုရင်လက်သက်ယုံကိုနွားကိုဆွဲခေါ်နေတယ်လို့ပဲအဖာကျိုးတက်ပြီးတော့ကျိုးနဲ့နွားကိုလက်သက်ယုံပဲဆွဲခေါ်နေတယ်လို့ပဲလူပြိုတဲ့အနေထားကအိုမင်းနဲ့အနေထားရောက်အောင်ခေါ်သွားတယ်အိုမင်းနဲ့အနေထားကသိဆုံးတဲ့ထိရောက်အောင်ခေါ်သွားတယ်ရက်နေတာမဟုတ်ဘူးနေတိုင်းခေါ်နေတာနေတိုင်းတွန်းပို့တာတလန်ပြီးတလန်တလန်ပြီးတလန်လူပြုတ်မှုတွေကတနေ့ပြီးတနေ့ကုံဆုံးသွားတာနော်အဲ့ဒါကိုရည်ညွှန်းတာတနေ့ကွယ်သေးနေတို့တခါခုမသေးဘူးမထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလင်လားသေးနေရွာတခါသွားရလိမ့်မယ်ဒါမရဘူးလူတွေဟာနေကိုတနေ့တစ်ခါတွေ့တယ်နေထွက်တာကိုဘယ်နှခါကြည့်ဘူးဘယ်နှခါတွေ့ရမလဲနေဝင်နဲ့ sunset beauty ကိုဘယ်နှခါကြည့်ရမလဲတနေ့မှဆိုရင်နေတိုင်းကြည့်မယ်ဆိုရင်ရပေါင်း365ရက်အဲ့ကိန်းကနန်းနေနဲ့တွက်ကြည့်လိုက်လို့ရှိရင်လူတွေဟာတဖြည်းဖြည်းအိုမင်းနဲ့ပဲသွားနေတာပြန်ပြီးတော့လူပြိုလာတဲ့ပဲမသွားဘူးကောင်းကင်ကအရှိလောကကထွက်လာတဲ့နေမင်းကြီးဟာဝင်မဲ့ဘက်ကိုပဲသွားနေတယ်ရှေ့ပြန်သွားတယ်လို့မရှိအဲ့ဒါကိုပြောတာဥပနိယတိလောကောလောကကြီးဟာတွန်းပို့တာခံနေရတယ်ဆွဲခေါ်တာခံနေရတယ်ဘုရားကနေပြီးတော့တေခြင်းကိုဆွဲခေါ်သွားမယ်အဲ့ဒါဘယ်တော့မှထာဝရယတ္တိလို့မရဘူးအဲ့ဒါကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားကဟောတာပါတဲ့အဲ့ဒါကိုသိလို့နော်အဲ့ဒါကိုသိလို့သူဟာယဟန်ဘဝခုပြောင်းခဲ့တာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒါကိုရည်ရွယ်ပြီးတော့ဥပနိယတိလောကောအထုဝေါလို့ပြောတာဆိုဘုရင်ကြီးကသဘောပေါက်သွားတယ်ရှင်ရထပါလားမြတ်စွာဘုရားဟောတာသိမှန်တာပဲနော်ဟုတ်လိုက်တာသူဟာဘုရင်ဖြစ်စအချိန်တုန်းကဆိုရင်အသက်20အစိတ်တဏ္ဍမမစစ်ပွဲတွေချိန်နှွှဲနိုင်တယ်ခွန်အားလာတွေပြေးသွားတယ်အခုတော့ခြေတော့လှမ်းတာတောင်မှပဲဟိုဘက်ရိုင်သွားဒီဘက်ရိုင်သွားဖြစ်သွားပြီအဲ့မှာသူသဘောပေါက်သွားတယ်ဘုရင်ကြီးကခေါင်းတက်ငိမ့်နဲ့သဘောပေါက်သွားတယ်။အော်ဒါကြောင့်ကိုနောက်မင်းကုန်းတစ်ခုသူကထပ်မေးပြန်တယ်။နောက်တစ်ခုထပ်ပြီးတော့သူကပြောတယ်ဟုတ်ပြီတဲ့ဒါတော့သဘောပေါက်ပြီရှင်ရထပါလားအတ္တနောလောကောအနဘိတရောအကာအကွယ်မဲ့နေတယ်ဘယ်သူမှလာရောက်ပြီးတော့ချောင်းပြပြီးတော့ပြောဆိုနိုင်မှာမဟုတ်ဘူးကာကွယ်မဲ့နေတယ်ဘယ်သူမှအားကိုးစရာမရှိဘူးရှင်ဖျားပြောတယ်အဲ့ဒီအိဗေကအဲ့ဒီအိဗေရောရှင်းပြသမှာဆိုရှင်မင်းကြီးတဲ့ရှင်မင်းကြီးမှာဆွဲကပ်နေတဲ့ယောဂရှိသလားအားရှိတာပေါ့ခါရကနေမကောင်းရင်အဲ့ရတယ်မှာပက်လက်ဆွဲကပ်နေတဲ့ယောဂရှိယောဂသဲတဲ့အခါမှာဆွေတွေမျိုးတွေအားလုံးကနေလာပြီးတော့အခုပဲကောရပြဘုရင်ကြီးနတ်ရဆန်တော့မှာပဲကောရပြမင်းကြီးသေတော့မှာပဲဆို
မိတ်ဆွေပေါင်းတဲ့နေရာဝိုင်းအောင်ပြီးတော့လာကြတယ်လာကြည့်ကြတယ်လူနာလာမေးကြတယ်အဲ့ဒီအချိန်မှာလာရောက်ကြည့်တဲ့မိတ်ဆွေပေါင်းတဲ့နေကိုအေးငါရဲ့ဆွေတော်မျိုးတော်တို့ငါရဲ့မိတ်ဆွေပေါင်းတဲ့တို့ငါဝေဒနာသက်သာအောင်မင်းတို့နည်းနည်းစီခွဲယူကြပါမင်းကနည်းနည်းယူမင်းကနည်းနည်းယူငါခံစားနေရတဲ့ဝေဒနာသက်သာအောင်ခွဲယူကြလို့ပြောရင်ရှာလာဒါမှမဟုတ်အဲ့ဒီဝေဒနာကိုရှင်မင်းကြီးတယောက်တည်းပဲကျိတ်မိတ်ခံရသလားမေးတော့အာရှင်ရထပါလားဒီလိုလုပ်လို့မရဘူးတဲ့မိတ်ဆွေပေါင်းတဲ့နေကိုလာကြဟေးငါခံနေရတဲ့ယောဂဝေဒနာပေါ့ပါအောင်ဝေဒနာကိုခွဲဝေယူချလို့ဘယ်လိုလုပ်ရနိုင်မှာတော့သူပဲခံရတာပေါ့ဒီမြတ်စွာဘုရားကအဲ့ဒါကိုရည်ရွယ်ပြီးတော့ပြောတာအတ္တနောကဲတင်မဲ့လူမရှိဘူးကာဝယ်ပေးမဲ့လူမရှိဘူးကိုဖြစ်ကိုခံဘဝဆိုကိုဖြစ်ရင်ကိုခံရတာဘယ်သူမှမျှဝေခံစားနိုင်မှာမဟုတ်ဘူးအပိစကားလောက်ပဲပြောနိုင်တယ်ယောဂဝေဒနာကိုမျှပြီးခံစားလို့မုန်းကြတော့မျှစားလို့ရတယ်နော်အစားကြတော့မျှစားလို့ရတယ်ယောဂဝေဒနာကြတော့ခွဲပွေပြီးတော့မျှပေးလို့မရဘူးဘယ်သူမှလည်းရှုလို့မရအဲ့ဒါကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားပြောတာတဲ့အတ္တနောလောကောအနာဘိတရောကိုဖြစ်ရင်ကိုပဲကျိမ့်မိန်ခံရမယ်ဆိုတော့ဟုတ်လိုက်လေဗျာရှင်ဗျာပြောတာမှန်လိုက်တာအဲ့တော့မြတ်စွာဘုရားဟောတာမှန်လိုက်တာလောကကြီးဟာတကယ်ပဲအကိုရအကာအကွယ်မရှိကာကွယ်မဲ့နေတဲ့လောကကြီးဖြစ်တယ်ဘယ်သူမှတတ္တရာအာပိစကလာပြောနိုင်တာမရှိဘူးသဘောပေါက်သွားတယ်ကိုဖြစ်ကိုခံမယ်ပြီးတော့ဘုရင်ကြီးကဆက်ပြောတယ်ရှင်ရထပါလားတပည့်တော်တို့ရဲ့နန်းတော်မှာမင်းမျိုးဆွေထဲမှာရွှေတွေငွေတွေနော်အဲ့ဒါမှများတယ်တချို့ကမြေကြီးထဲမှာမြုပ်ထားတယ်တချို့ကသိမ့်ထားတယ်နော်အများကြီးရှိတယ်နော်အဲ့ဒါလို့ကိုယ်မှပိုင်ဆိုင်တာတွေနန်းတော်မှာဆိုရင်ပိုင်ဆိုင်တာတွေအများကြီးရှိတယ်မြေကြီးရွှေတိုက်တွေငွေတိုက်တွေအနတ်တိုက်တွေအများကြီးရှိတယ်အဲ့ဒါလို့ရှိပါလေအတန်နဲ့အတကောလောကောတပ္ပံဘာယခမနိယကိုယ်ပဲဥစ္စာမရှိအလုံးထားပြီးသွားရမယ်ဆိုတာဘာအဓိပ္ပာယ်နဲ့ပြောတာလဲဘာအဓိပ္ပာယ်လဲဆိုတော့ရှင်ရထပါလာရှင်းပြတယ်ရှင်မင်းကြီးဘယ်လိုအောင်းမိတယ်လဲတဲ့ရှင်မင်းကြီးကအခုမင်းဘဝမှာပစ္စည်းဥစ္စာတွေအသုံးပြုပြီးတော့ကာမဂုဏ်အာယုန်ထဲမှာကိုယ်စိတ်တိုင်းကြနေထိုင်ခံစားလို့ရတယ်ခြံရံနေကျွဲပြုစုတွေယူရတွေနဲ့ကိုယ်စည်းစိမ်ဥစ္စာတွေကိုကိုယ်တိုင်ခွဲဝေပြီးတော့ပစ္စည်းဥစ္စာသုံးဆောင်ပြီးတော့နေနိုင်တယ်ဟုတ်ပြီအဲ့ဒါလို့နေနိုင်တာကိုသင်မင်းကြီးဟာအခုလိုဒီဘဝမှာပြည့်ပြည့်စုံစုံနဲ့နေနိုင်သလိုဓမ္မလုံးဘဝသွားတဲ့အခါမှာလဲဒီပစ္စည်းဥစ္စာတွေအကုန်လုံးနောက်ဘဝမှာလဲငါဒီတိုင်းနေမယ်ဒါတွေကငါသွားရပါသွားမယ်လို့ရှင်မင်းကြီးယူသွားလို့စီမံခန့်ခွဲလို့ရလာလို့ဆိုဘယ်ရမလဲသူ့ပဲနောက်ဆုံးထွက်တဲ့ရဲ့နောက်မှာသူတယောက်တည်းပဲသွားမှာဘယ်သူမှလိုက်ပို့မှာမဟုတ်ပစ္စည်းဥစ္စာကနန်းတော်ကြီးဆိုလဲထားပြခဲ့ရရွှေတွေငွေတွေပိုင်ဆိုင်မှုတွေအကုန်လုံးထားပြခဲ့ရနော်ကျန်တဲ့ပုဂ္ဂိုလ်တွေအမွေခံတွေကဒီပစ္စည်းကိုစီမံခန့်ခွဲပြီးအသုံးပြုကြမှာဖြစ်တယ်သူကတော့ကံအတိုင်းပဲသွားရမှာဖြစ်တယ်ရှင်မင်းကြီး
မြတ်စွာဘုရားကအဲ့ဒါကိုရည်ညွှန်းပြီးပြောတာပါတဲ့အတ္တကောလောကောလောကကြီးမှာကိုယ်ပိုင်ဥစ္စာဆိုတာမရှိဘူးအဲ့ဒါကိုရည်ညွှန်းပြောသိရင်ကိုယ်ပိုင်နာဆိုတာကိုယ်နဲ့တခါတည်းယူသွားလို့မရဘူးတပ္ပံပါယကမဏိယအလုံးဟာထားပြီးသွားရမယ်ဆိုတာဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားဟောတာပါအဲ့ဒါသိလို့သင်္ကန်းဝတ်ထိုက်သင်္ကန်းဝတ်ခဲ့တာပါရှင်ရထပါဠမြတ်စွာဘုရားဟောတာသိမှန်တာပဲသိမှန်တာပဲအလုံးထားပြီးသွားရမယ်ဆိုတာဟောလိုက်တာအလုံးဟာထားခဲ့ရမှာပဲဒါဖြင့်ဥနောလောကောအတ္တိတောတဏှတာသောလို့ရှင်ဘုရားပြောတယ်လောကကြီးကဘယ်တော့မှမပြည့်ဘူးလို့လည်းရတာရှိတယ်တင့်တယ်ရောင်ရဲမှုဆိုတာမရှိဘူးတဏှာရဲ့ချစ်ကြွဖြစ်နေတယ်ဒီအဓိပ္ပာယ်ကတော့ဘာလို့ဆိုလိုတာလဲဆိုတော့ရှင်မင်းကြီးခုနေတာကုရုတိုင်းကိုအုပ်စိုးပြီးတော့နေတာနော်ကုရုတိုင်းဆိုတာအမှန်တမ်းတာယာဝပြောတယ်ဆိုင်ရည်စပါပေါ်များတယ်နော်တရားဇာတတွေကျွဲဝတယ်ရွှေတွေငွေတွေပေါ်တယ်ကျွဲဝချမ်းသာတဲ့တိုင်းပြည်တစ်ခုဖြစ်တယ်အဲ့ဒီလိုကျွဲဝချမ်းသာတဲ့ကုရုတိုင်းကြီးမှာအရှင်မင်းကြီးကအုပ်စိုးပြီးတော့နေတာအုပ်စိုးနေရတာမှန်တယ်ခုသမင်းကြီးကကုရုတိုင်းရဲ့ဘုရင်ကြီးအနေနဲ့လုပ်နေအဲ့ဒီမှာရှင်မင်းကြီးစဉ်းစားကြည့်အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာမှာရှင်မင်းကြီးရဲ့တမန်တော်တွေဆေလွတ်ထားတာရှိတယ်ဆေလွတ်ထားတော့အဲ့တမန်တော်တွေကအရှိဘက်ကတမန်တော်အားဖြစ်စေနောက်ဘက်ကတမန်တော်အားဖြစ်စေတောင်ဘက်မြောက်ဘက်ကပဲဖြစ်စေရှင်မင်းကြီးကိုသတင်းလာပို့လိုက်မယ်ရှင်မင်းကြီးအရှိရက်မှာတော့အမတန်သားရဝါပြောပြီးပြောစရာကောင်းတဲ့တိုင်းပြည်တစ်ပြည်တွေ့ခဲ့တယ်စီဝါဥစ္စာလည်းအတန်ကောင်းတယ်စီဝါဥစ္စာလည်းတရားဇာတတွေလည်းပေါ်များကျွယ်ဝတယ်ရှင်မင်းကြီးစစ်တီဘိုးကနဲနဲ့အဲ့ဒီတိုင်းပြည်ကိုသိမ်းလို့ရတယ်တောင်ဘက်ကလူလည်းထိုးတူပဲနောက်ဘက်ကလူကလည်းထိုးတူပဲမြောက်ဘက်ကလူကလည်းထိုးတူအဲ့ဒီကျွယ်ဝချမ်းသာပြီးပြောစရာကောင်းတဲ့ရှေးမြေဥတုရတိကောင်းတဲ့ပစ္စည်းဥစ္စာပေါ်များကျွယ်ဝတဲ့တိုင်းပြည်ကြီးတွေသူတွေ့တယ်အဲ့ဒါတွေကိုစစ်တီဘိုးကအနည်းငယ်နဲ့သိမ့်ပိုက်လို့ရတယ်အဲ့ဒါတို့တရင်လာပြီးတယ်အဲ့ဒီလူတွေကလည်းကိုယ့်ရဲ့လူယုံတော်တွေသူတို့ပြောတဲ့အတိုင်းဟုတ်တယ်ဆိုရှင်မင်းကြီးပါလုပ်တယ်ရှင်မင်းကြီးပါလုပ်တယ်သွားပြီးတော့အဲ့ဒီတိုင်းပြည်သိမ့်မှာပဲဒီမှာကုရုတိုင်းကြီးတတိုင်းလုံးရှိရတဲ့နဲ့နောက်ထပ်ဒီလိုကျွဲဝချမ်းသာတဲ့တိုင်းပြည်တစ်ခုကိုသိမ့်ပိုက်ရမယ်ဆိုရင်သွားသိမ်းအောင်ပါပဲအဲ့ဒါကိုမြတ်စွာဘုရားကကြီးညွှန်းပြောတာတဲ့ဥနောလောကောလောကကြီးဟာလိုအပ်ချက်ပြေဝနေတယ်လို့ဘယ်တော့မှမရှိဘူးလိုနေတာပဲဟုတ်တယ်လေကာရစီရှိလို့ရှိရင်ဈေးသွားဈေးလာစီဖို့ကာရစီတော့လိုသေးတယ်ဝန်ထမ်းတွေစီဖို့ကာရစီလိုသေးတယ်ရုံတက်ရုံစင်သုံးဖို့ကာရစီကုမ္ပဏီမှာကားတွေကလိုသေးတယ်ပြည့်တယ်လို့မရှိဘူးဆောက်ရလဲဒီမှာဖွင့်တယ်နောက်တနေ့ကဖွင့်မယ်နောက်တနေ့ကဖွင့်မယ်ကုမ္ပဏီကလည်းတိုးချဲ့မယ်စီးပွားဥစ္စာစာဒီနိုင်ငံမှာပြည့်စုံသွားရဲ့နိုင်ငံညာထီအောင်တိုးချဲ့ဘယ်တော့မှရှာဆိုင်သွားတယ်ဆိုမရှိဘူးဥနောလောကိုလိုအပ်နေတာပဲပြန်တယ်ရှက်သွားတယ်လို့မရှိဘူးတဲ့အတ္တိတော့ဘယ်တော့မှတင်းတိမ်တာမရှိဘူးလိုအပ်ချက်တွေရှိနေတာပဲတဏှာဓာတ်သောဒရဒမှုရဲ့ချစ်ကြွအနေနဲ့ပဲလူတွေနေကြထိုင်ကြတာအဲ့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကပြောတာပါတဲ့အဲ့ဒါကိုသိလို့သူဟာလောကကြီးဟာဘယ်တော့မှလိုပါပြည့်မှာမဟုတ်ဘူးဘယ်တော့မှရောင်ရဲမှာမဟုတ်ဘူးတဏှာရဲ့ကြေးကျွန်းဖြစ်နေတယ်ဆိုတာကိုသိလို့သူသာသနာ့ဘောင်ဝင်ခဲ့တာလို့
ပြောတော့အံ့ဩစရာကောင်းလိုက်တာဒီအချက်ကို तू မစင်စားမိဘူးပေါ့နော်လောကမှာစဉ်းစားမိဘူးမှန်လိုက်တာဆိုပြီးတော့ဒီကြီးကဝန္တာအာရပြောအဲ့ဒါဓမ္မုဒ္ဒိတာ၄ပါးမြတ်စွာဘုရားကလောကကြီးပေါ်ကိုရှုမြင်သုံးသပ်ပြီးတော့ပြတာလောကကြီးရဲ့အနေအထားကို၄မျိုး၄စားခွဲခြားပြီးတော့ပြတာဓမ္မဥဒ္ဒိတာလောကကြီးရဲ့သဘာဝ၄ရပ်လို့ပြောခြင်းနဲ့ပြောလို့ရတယ်နော်တတ္တလောကကြီးတစ်ခုလုံးကဒီပုံစံပဲဒီသဘာဝ၄ရပ်အတိုင်းပဲလူတွေသွားလာနေကြတာဆိုပြီးရှင်ရထပါဠကတရားဟောတဲ့အနေနဲ့သူ့ကိုခါထာတွေနဲ့ဆက်လက်ပြီးတော့ဘုရင်ကြီးကိုတရားဟောတဲ့အနေနဲ့သူ့မိကုန်းကိုဖြေတာမဟုတ်ပဲနဲ့ခြုံငုံပြီးတော့ပြန်ပြောပြတယ်ပတ္တမိလောကေတတဲ့နေမနုဿိလတ္တနာဝိတ္တနတ္တတာတိမောဟလောကမှာတွေ့နေရတယ်တဲ့ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့လူတွေတွေ့နေရတယ်အဲ့ဒီလိုပစ္စည်းဥစ္စာတွေချမ်းသာတာရှိရတန်းတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုမသိတဲ့မောဟတွေလွှမ်းမိုးထားတဲ့အတွက်ကြောင့်သူတို့ဟာမလှူရဲ့မပေးရဲ့ရှိကြတယ်ပစ္စည်းဥစ္စာစုယုံမစုရမလှူကြဘူးမပေးကမ်းကြဘူးလှူတယ်ဆိုတာနော်ဒီပရဟိတအနေနဲ့လိုအပ်တဲ့ပုဂ္ဂိုလ်တွေလှူတာတို့ကျွေးတာမွေးတာအကုန်လုံးပေါ့နော်ပစ္စည်းဥစ္စာတွေကြီးတဲ့ချမ်းသာရဲ့တန်းနဲ့အလှရဲ့အကျိုးကိုနားမလဲလို့မလှူကြဘူးတဲ့လှုပ်တာတဏ္ဏတဏ္ဍိစယံကရုံဒီလောဘကြီးပြီးပစ္စည်းစုဖို့လောက်ပဲနေကြည့်နေကြတယ်လူမယ်မြဝေမဲ့ဆိုတဲ့စိတ်လုံးဝမရှိဘူးဘိယောဝကာမေဖိတေပိုးပြီးတော့လိုချင်လာပိုးပြီးတော့တိုးချဲ့ပစ္စည်းဥစ္စာတွေပိုးပြီးတော့တိုးချဲ့နော်ဘီလီယနာထရီလီယနာဘလောက်ကျွယ်ဝရဲဆိုတာခဏခေတ်မှကြည့်ပေါ့နော်ဘလောက်စီးတဲ့ဥစ္စာတွေများတယ်ဆိုဒါမှချက်နေတယ်တော်လောက်ပြီးတော့ရက်တဲ့လူတယောက်မှမရှိဘူးရာဇပတ္တရှာပထဝေဝိစိတ်တောတတကရန္တံမဟိမဝတံတော်ကျွယ်ဝချမ်းသာတဲ့တိုင်းပြည်ကြီးတစ်ခုလုံးကိုပင်လေကမ်းခြေနှခမ်းတတ်ထားတဲ့မြေပြင်ကြီးတစ်ခုလုံးကိုအုပ်စိုးထားတဲ့ဘုရင်ဖြစ်ပါလေရဲ့တန်းနဲ့သမုဒ္ဒရာရဲ့ဟိုဘက်ကိုသွားပြီးတော့ချဲ့ကျင်သေးတယ်ဟုတ်တယ်လေစဉ်းစားကြည့်ပေါ့နေချဲ့ခေတ်ကဆိုကြည့်လိုက်လေသူ့နိုင်ငံသူရှိရတန်းနဲ့ပင်လယ်ထဲမှာသင်္ဘောတွေတိဆောက်ပြီးတော့ဟိုဥရောပလူတွေကအာရှကိုလာချဲ့ကြတယ်လေအဲ့ပြောတာဟိုဘက်ကန်းထီအောင်ချဲ့ကျင်လာပြီးတော့အုပ်စိုးချင်အဲ့ဒါပြောဩရံသမုဒ္ဒတအတုသမုဒ္ဒရာရဲ့အတွင်ပိုင်းကိုပိုင်ထားတဲ့ဟာလောက်လည်းမချင်သေးဘူးပါရံသမုဒ္ဒတဝိပတ္တိသမုဒ္ဒရာရဲ့ဟိုဘက်ကန်းဝယ်သွားပြီးတော့သိမ်းယူချင်သေးတယ်လောကကြီးရဲ့သဘာဝရာဇာစအင်ကြီးစဘဟုမနုဿအဝိဒတနာမရဏဥပိတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ပဲဖြစ်စေအခြားလူသားတွေပဲဖြစ်စေအလုံးဟာလိုအင်ဆန္ဒမကင်းပဲနဲ့တည်သွားကြတာပဲလိုချင်စိတ်မကုန်ပဲနဲ့ပဲတည်သွားကြတာတဏှာကိုမပယ်နိုင်ပဲနဲ့တည်သွားကြတာဥနာဝဝဟုတ်တော်ဇဟန္တိတေဟံသူတို့မှလိုရရဲ့သားလျင်ဘဝခန္ဓာကိုဆုံးသက်သွားကြတယ်ပြေဝတ်သွားတယ်လို့တော်ပြီဆိုတာတစ်ခါမှမရှိဘူးရှာရင်ဘဝတိတ်လို့သာဆုံးသက်သွားကြတယ်ကာမေဟိလောကမိနာဟတ္ထိတိတ်တိလောကမှာတဲ့ပြောစရာကောင်းတဲ့အာယုန်နဲ့တင်းတိမ်နဲ့ဆိုတာရှင်းတတ်သွားတယ်အားရသွားတယ်ဆိုတာဘယ်တော့မှမရှိဘူးအဲ့ဒါဒီတရားအနေနဲ့ဆက်ဟောကန္တန္တိနံညာတိပကိရိယာခေတိဟောဝတ္တနောအမရာတိသာစေရီမျိုးတွေကသ
သေးပြီဆိုလို့ရှိရင်သပင်ဖားရချပြီးတော့ငါတို့မသေးရင်ဘယ်လောက်ကောင်းလိုက်မလဲလို့ဤတန်းကြတယ်သေးပြီဆိုရင်တော့ဟိုကြပြီမသေးရင်ဘယ်လောက်ကောင်းလိုက်မလဲပြောကြတယ်ဝဋ္ဌိနနံပါရုတ္တံနိဟရိတဝါစိတ်တံသမာဒါယတတောဓဟန္တိသေပြီဆိုတဲ့ကဝဋ္ဌိနနံပါရိတ္တနိဟရိတဝါပိတ်အောင်နဲ့ပတ်ပြီးတော့ရစ်ပြီးတဲ့အခါမှာထင်္ကလာဘုံလို့ခေါ်တဲ့မိရှုတဲ့တရားပေါ်မှာတင်ပြီးတော့မိရှုလိုက်ကြတယ်အိန္ဒိယမှာအဲ့တိုင်းပဲလေဒါကြောင့်မို့အိန္ဒိယမှာလှုပ်တဲ့ဟာပြောလူသေးပြီဆိုရင်ပိတ်တဲ့အုပ်လုံးနဲ့အကုန်လုံးပတ်ချုပ်လိုက်တကူလုံးပတ်ထုတ်တာအဲ့ဒါခါတကဆွေမျိုးသားချင်းမရှိတဲ့အတူအဆိုသူမလိုက်ပို့တာမဟုတ်ဘူးစိုက်ကားငှပြီးတင်ပေးလိုက်တာစိုက်ကားသမားကလန့်ကြီးတင်ပြီးတော့ဒီတိုင်းပေါင်းသွားမကြာခဏကြုံရတယ်ဗာရဏသီမှာနေတော့ဒါကြီးကကလန့်ကြီးတင်လာတာဘာကြီးပါလဲလို့အကုန်ထုတ်ထတာလူသေးအလောင်းမှမသိတာအကုန်လုံးပိတ်နဲ့အကုန်အုပ်ပြီးတော့ရစ်ထုတ်တာအရှိကြီးအခေါင်းတွေပါလေလည်းပါတော့မဟုတ်ကလားသေးကန်းနဲ့ချအဲ့ဒါမိသိညို့ဖို့ဒီလိုပဲတဲ့သွားတာအဲ့ဒီတိုင်းပဲအခုပြောတာဝဋ္ဌိနနံပါရုတ္တံနိရိတဝါတဲ့အဝတ်နဲ့ရစ်ပတ်ပြီးတော့ထုတ်ဆောင်ပြီးထင်းဖို့မော်မှာတင်ပြီးမိရှုလိုက်ကြတယ်တဲ့သောတရှတိတုလေဟိတုဇ္ဇမာနောဧကေနဝဋ္ဌိနပဟာယဘောခေနမိယမနတဘောဏိတံအဲ့ဒီမှာထင်္ဂလာဘုံပေါ်မှာမိတင်ရှိုးလို့ကုန်းမထနဲ့ကုန်းထလို့ရှိရင်တဇူဝါနဲ့ထိုးခံတဇူဝါနဲ့ထိုးတာအဝတ်နဲ့ပတ်ပြီးတော့စီးတဲ့ဥစ္စာတွေတော့ကုန်းထားခဲ့သူဝတ်ထားတဲ့အဝတ်နဲ့ပိတ်ပတ်ထားတာပဲရှိတယ်အဲ့ဒီလိုတည်သွားတဲ့ပုဂ္ဂိုလ်တွေကိုဘယ်ဆွေမျိုးသားချင်းကမှကာဝယ်ဆောင်ရှောက်ပေးနိုင်တာမရှိဘူးတဲ့မိဖို့နဲ့ထဲ့ရှုဘယ်သူမှမကာကွယ်နိုင်တော့ဘူးဆွေတွေမျိုးတွေအားလုံးတငယ်ချင်းတွေဘယ်သူမှမဒါပေမဲ့လို့ဒါအရာတကတတ္တတနာဟရာတိသူ့ရဲ့အမွေခံတွေကတော့သူ့ပိုင်သမျှအကုန်သိမ်းတည်သွားပြီဆိုရင်အဲ့ဒီလိုတည်တဲ့ပစ္စည်းဥစ္စာတွေသူကဝေစားတွေအမွေခံတွေကသိမ်းတယ်တတောပနာကိစ္စတိယေနကမ္မတည်သွားတဲ့လူကတော့ကံစီမံတဲ့အတိုင်းသွားပြီထွက်သွားပြီကျန်တဲ့လူတွေကသူ့ပိုင်သမျှတွေအကုန်ခွဲဝေယူကုန်ကြပြီနမိယမနတဏမနွေတိကိဉ္စံဗုဒ္ဓဆာဒါရဆာတဏံဆာရတံသိနေတဲ့ပုဂ္ဂိုလ်အတွက်ဘယ်သူမှစီပါဥစ္စာရှာမှာမဟုတ်ဘူးထားပစ်ခဲ့ရမယ်နာထိကမာယုလက်ပတိတနေနာဥစ္စာပစ္စည်းပေးပြီးတော့အသက်ရှင်အောင်လည်းလုပ်လို့မရဘူးတဲ့နသပိဝိတ္တေနစရံဝိဟန္တိအဆံပေးပြီးတော့မအိုးအောင်လည်းလုပ်လို့မရဘူးတဲ့အပ္ပဟိတဇိဝိတမဟုတိရာလူရဲ့အသက်ဆိုတာအမတန်တိုးတယ်လို့ပညာရှိတွေကပြောကြတယ်အတ္တတတံဝိပရိနာမတံဘယ်တော့မှလည်းမမြဲဘူးတဲ့ပြောင်းလဲနေတဲ့သဘောရှိတယ်အတ္တဒလိဒ္ဒသဖုတန်တိဖတ်တာကြွယ်ဝချမ်းသာတဲ့လူပဲဖြစ်ဖြစ်ရှင်အမွေတည်တဲ့လူပဲဖြစ်ဖြစ်ဒီအတွေ့အကြုံတွေကိုတွေ့ကြုံမှာပဲဖြစ်တယ်ဘာလောစဒီရောစတထေဝဖုတ်တော်လူမိုက်ပဲဖြစ်ဖြစ်ပညာရှိပဲဖြစ်ဖြစ်သိဆုံးခြင်းနဲ့တွေ့ရမှာဘာလောစဘာလဲရဝတိတောဝသေတိဒီရောစနဝေရတိဖုတ်တာဖတ်တော်သေပြီဆိုတဲ့ခါမှာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ကတုံ့လှုပ်တယ်တဲ့ပညာရှိကတော့အဲ့ဒါလိုမတုံ့လှုပ်ဘူးဒါသဘာဝပဲလို့သိတယ်တတ္တမဟိပညာဝတနေနသေယောဒါကြောင့်မို့လို့စီပပစ္စည်းဥစ္စာတဲ့ပညာကပိုတမို့ရှိတယ်လောကကြီးအကြောင်းကိုသိရမယ်သဘာဝကိုစဉ်းစားဆင်ခြင်နိုင်တဲ့အသိဉာဏ်ကတမို့ရှိတယ်ယာယဝတနာမိတာခေစတိဒီပညာကသာလေလမ်းဆုံးပန်းနိုင်ထီအောင်ဝါနိုင်တာဖြစ်အပြောတိတတဟိဘဝဘဝေတုပပနိကမ္မနိကရွန်တိမော
အမှန်တရားကိုမသိကြတဲ့ပုဂ္ဂိုလ်တွေဟာဘဝကျင်းငယ်မှာမကောင်းမှုအကုသိုလ်တွေကိုလုပ်လို့ရှိကြတယ်ဥပေတိခပ္ပင်္စပရလောကနောက်ဘဝတစ်ခုမှာအမိဝါနဲ့ရောက်ကြပြန်တယ်တန္တရမပစ္ဆပရံပရာယအစဉ်အဆက်တန်တရားလဲကြပြီးတော့တတ္တပပညောပိတ္တတော့ဥပေတိခပ္ပင်္စပရိသလောကပညာနေတဲ့ပုဂ္ဂိုလ်တွေနောက်ဘဝမှာလည်းပဲထပ်တယ်လဲပဋိသန္ဓေနေကြရတယ်ဆိုတော့ယထာတဏိမုခေခိတော်အိမ်ချမ်းဆောင်ကိုဖောက်ဖျက်ပြီးတော့ပစ္စည်းဥစ္စာခိုးယူနေတဲ့တခိုးကိုသူခိုးနေတဲ့ချမ်းစမှာပဲဖမ်းမိတယ်လက်ပူးလက်ချက်ဖမ်းမိသွားတယ်တက္ကမုနာဟိညတိပပတမောရှုံးညက်နဲ့ကိုချင်းတရားယုံညက်နဲ့ဒီတခိုးဟာသူ့လောက်ရကြောင်သူ့ကိုညှင်းဆဲတပ်ဖြတ်ခံရတယ်ဧဝံပစ္ဆပရမိလောကေတက္ကမုနာဟိညတိပပတမောဒီလိုပဲတဲ့တခိုးဟာခိုးရခိုးရနဲ့ဖမ်းခံရပြီးတော့အရိုက်ခံရအနှက်ခံရထုထောင်းခံရတယ်လို့ပဲမကောင်းမှုအဟုသို့လုံးတဲ့ပုဂ္ဂိုလ်ဟာတမလွန်လောကမှာဒီလိုပဲအငြင်းဆက်ခံရမှာပဲနော်တခိုးပြီးတော့ဝိုင်းရိုက်တယ်လို့ပဲဝိုင်းရိုက်တာခံကာမဟိစိတ်တရပထုရမနောရမလောကမှာလူချင်းစရာအာယုန်တွေဟာအမတမချုံမြပြီးတော့ဆန်းကျဲကြတယ်စိတ်နှလုံးကိုပျော်မွေ့စေနိုင်ကြတယ်ဝိရူပဝိရူပေနဝိရူပရူပေနမထင်တိစိတ်တယ်လူစိတ်ကိုနော်လူစိတ်ကိုစိတ်တိုင်းညချဲလဲနိုင်ကြတယ်ကာမဂုဏ်တွေကအာရိနဝံကာမကုဏီတုဒိဋ္ဌဝတတ္တမအဟံပပ္ပစိတော်မိရာသာအိုရှင်မင်းကြီးကာမဂုဏ်တွေရဲ့အဖြစ်ကိုကျွန်တော်ကမြင်လို့ယဟန်ဖြစ်လာတာယဟန်ဟောလာတာပါဟာလေထုမဖလာနေဝပတန္တိမာနဝဒီပင်ကတတိတွေတဖုတ်ဖုတ်ချွေနေတယ်အမတ်တဝင်းဝင်းတိကင်တဖုတ်ဖုတ်ထုမဖလာနေဝပတန္တိမာနဝကလေးတွေကလည်းပဲတတိကစားအသီးလေးတွေတဖုတ်ဖုတ်ကျွေးနေတယ်လို့တဟရာဇဝုဒ္ဓသတိတရိရပိရာခန္ဓာကိုယ်ပျက်စီးပြီးငယ်သူရောကြီးသူပါသိဆုံးနေကြတာဧတံပိဒိဋ္ဌဝပပ္ပစိတ်တော်မိရာဇဒါတွေကိုတွေ့ပြီးတော့သူကသင်္ကန်းဝတ်လာတာပါလောကကြီးရဲ့သဘာဝပဲလေအဲ့ဒါတွေကိုသိပြီးတော့သူတန်ဝေကရပြီးသင်္ကန်းဝတ်တာအပန္နကံတမညမေဝတေယောဒါတွေရင်ဆိုင်ဖို့အတွက်အကောင်းဆုံးဘဝဖြစ်တဲ့ယဟန်ဘဝကိုသာလေသေချာပေါက်ဒီယဟန်ဘဝဟာရင်ဆိုင်နိုင်လိမ့်မယ်ဆိုတာကိုသိလို့ဒီလမ်းကိုသူရွေးခဲ့တာပါလို့ရှင်ရထပါဠကဘုရင်ကြီးကိုဆက်လက်ပြီးတရားဟောတာဖြစ်ပါတယ်တရားချက်ကသူတော်စင်ပြိဿပေါင်းတို့ဒီသုတ်တံဟာဘဝကိုမြတ်စွာဘုရားကဘဝကိုရှင်းရှင်းလင်းလင်းလူတိုင်းရဲ့ဘဝသက်ဆိုင်နေတဲ့သဘာဝတရားကိုသိရှိနားလည်ပြီးတန်ဝေကတရားဖြစ်ပွားတတိတံဝေကရစိမ့်သောငါဟောကြားတဲ့ဒေသနာဖြစ်လို့ကိုဘဝကိုတတိတံဝေကတွေရအောင်ကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိစချရာရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ရှင်ကျင့်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သေးလေးမြတ်စွာမမတ်သားအာယုန်ထားလျက်န
နာကြားကြပါကုန်၏တရားတော်မြတ်ကိုဓာတ္တပဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း